ဘောလုံးနာနဲ့ Cremonese ပွဲစဉ်ကိုရွေးချယ်ထားတယ်ဒီပွဲမှာအဓိကပြောနေတာကြီးတော့မဟုတ်ဘူးကြီးကသူပေးတင်ပေးထိုက်တဲ့ကြီးကိုပေးရတယ်လို့ပဲထင်တယ်ဒါလွန်ခဲ့တဲ့3-4ရက်လောက်ကပဲဒီယူပါလီပွဲစဉ်ကန်တာဆိုတော့ပွဲပတ်မှုတော့နည်းနည်းရှိနေတယ်ဘောလုံးနာကနောက်ဆုံး10ပွဲကန်တာတဲ့အချိန်မှာကြီး2ပွဲပဲကြာတာလေ6ပွဲကြီးအောင်ပြီးတော့2ပွဲတည်ကြာတာဆိုတဲ့အနေအထားဖြစ်နေကြီးရအောင်နေတဲ့အနေအထားကြီးဖြစ်နေတယ်အဲ့ဒါကိုတစ်ချက်တိတ်သဘောမကျမိဘူး 1C 2C နဲ့ပြီးဖို့ရာဂိုင်းလုံးများလားဆိုတော့ဒီကြီးကတော့ကြီးအနေထားရတော့ 1C 2C ပဲအထက်မပို့ဒါပေမဲ့ဒီတစ်ပတ် CD ကိုတက်ကြည့်လိုက်လို့ရှိရင်ပထမဆုံး Udini က C2 နဲ့နိုင်သွားတယ်ပြီးကြတော့ဂျူပင်လည်း1-2-1နဲ့ကြီးမအောင်ဒါဂျူပင်ကတော့ကိုပေါင်းကြီးကစားပြီးသွားတယ်ပေါ်ဒီကြီးကိုတော့လှုပ်သွားတယ်လို့ပဲပြောမှာပဲပြီးကြတော့နောက်တစ်သင်းဆိုလို့ရှိရင်AC ကလည်း 1C ပဲနော်ဂိုးလည်းအောက်သွားတယ်ပြား40တော့စားလိုက်ရတယ် AC ကပြီးကြတော့နောက်တစ်ပွဲကမနေ့ကကျွန်တော်ပေးခဲ့တဲ့ Inter Milan လည်း 2C ပဲသွားခဲ့တာ 2C ပဲသွားခဲ့ဆိုတော့ဘော်ဒီဂျီတော့တဝက်လောက်ရလိုက်တယ်ကိုပေါင်းကြီးမှလည်းမရခဲ့ပြန်အဲ့တော့ဘာဖြစ်နေလဲဆိုတော့ဘော်ဒီဂျီတွေရပြီးတော့ကိုပေါင်းထိန်းနေရတယ်တွေ့ရတယ်အဲ့ဒါပြေးမှာအဲ့ဒါပဲလားဆိုတော့လည်းမဟုတ်သေးဘူးနောက်အတလန်နာနဲ့ဖီယိုတီနာပွဲစဉ်မှာဆိုလို့ရှိရင်လည်း 2C နဲ့ပွဲပြီးသွားတယ်ပေါ့လေအဲ့တော့အဲ့ဒါအပြင်ကိုနောက်ဆုံးပွဲအနေနဲ့နာပိုလီပွဲကလည်းကျွန်တော် Z1 နဲ့ပြီးသွားတာဆိုတော့ဟိုအခု 1C 2C ဆိုတဲ့ကြီးတွေကဒီကြီးတွေမှာအရင်များနေပြီပေါ့လေအဲ့တော့ဒီညတော့ပိုလို့လာတော့ 1C 2C လောက်နဲ့တော့ပြီးသွားမယ်လို့မထင်ဘူးအနည်းဆုံးကျွန်တော်ထင်တော့ဒီပွဲက2-1လောက်နဲ့ပဲပြီးသွားမယ်လို့ထင်တယ်ကျွန်တော်ကန်ကောင်းတော့တူပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီပွဲကို Cremonese ပေါ်ကြီးနဲ့ကိုပေါ်လေးကြိုက်ပါတယ်အဲ့တော့ဒီမှာပြန်လို့ကြပါပဲအားလုံးအပေါင်းပြကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်